ဒီယိုမှာဓာတ်ပုံသွားရိုက်ပေးမှာဖြစ်ပါတယ်ခန်းစီလေးက3နှစ်ပြည့်တော့မှာဆိုတော့3နှစ်ပြည့်အတွက်ရရင်လည်းညီမ2ယောက်အမှတ်တရရိုက်ပေးမှာဖြစ်ပါတယ်တဆူတို့အခုသွားနေပါပြီအခုတဆူတို့ဖိုတိုစတူဒီယိုရောက်ပါပြီရောက်တာနဲ့ကလေးတွေကိုဓာတ်ပုံရိုက်ဖို့ပြင်ဆင်ပေးပါတယ်ပထမဆုံးဝတ်စုံတော့ညီမ2ယောက်ပေါ့ပေါ့ပါပါနဲ့အမှတ်တရဖြစ်မဲ့ဝတ်စုံလေးရွေးထားပါတယ်ညီမ2ယောက်ဓာတ်ပုံရိုက်ရတာဝါသနာပါတော့ဓာတ်ပုံရိုက်တဲ့ချိန်တောင်ရှောင်းရီမောပျော်ရွှင်နေကြတာပဲအရင်ကထက်ဆိုင်ရင်တစ်ဖြည်းဖြည်းလဲကြီးလာပြီဆိုတော့ post လှလေးတွေပို့ပြီးထုတ်တက်လာပါတယ်ရိုက်ခဲ့တဲ့ပုံလေးတွေကတော့မျိုးစုံပဲကင်မရာလေးကြည့်လိုက်ခုံလိုက်လမ်းလျှောက်လိုက်နဲ့အမှတ်တရတွေအများကြီးရခဲ့ပါတယ်ကလေးတွေခဏနာတော့သူတို့အကြိုက် foremost တိုက်ပါမယ်ဟီလီခန်စီတို့နဲ့အပြင်သွားရင် foremost ကတော့မပါမဖြစ်အမြဲဆောင်သွားတယ်ကလေးတွေလည်းကြိုက်ပြီးဘိုက်စာလို့ပဲဖြစ်ဖြစ်အခုလိုခဏနာတော့ပဲဖြစ်ဖြစ်အလွယ်တိုက်လိုက်ရုံပဲဆိုတော့အရန်ဆင်ပြေပါတယ် foremost တောက်ရပြီဆိုရင်ညီမ2ယောက်မြင်တဲ့အတိုင်းပါဇက်ကနေပိုက်ကိုမလွတ်တော့ foremost မှာ sweet and plain ဆိုပြီးမှအရသာ2မျိုးရွေးလို့ရတယ်သူ့မှာ high DHA ပါတာဆိုတော့ကလေးညံကောင်းစေတယ် omega 369ကအာရုံစူးစိုက်မှုကိုကောင်းတယ် brain development အတွက် sphingomyelin ပါတဲ့အပြင် vitamin B12 နဲ့အစာချေစနစ်ကောင်းဖို့ PDX လည်းပါတာဆိုတော့ကလေးတွေအမြဲတမ်းတိုက်ဖြစ်ပါတယ်သူတို့ကြိုက်တဲ့ foremost နဲ့ post လှလေးတွေထုတ်ပြီးဓာတ်ပုံတွေလည်းအများကြီးရိုက်ခဲ့ပါသေးတယ်နောက်တစ်စုံကတော့မွေနေ့ရှင်လေးကို princess လေးလို့ဖြစ်အောင်စီစဉ်ထားပါတယ်ကိုကတော့ crown sound လေးမှာဆိုလို့လုပ်ပေးနေပေမဲ့ခန်းစီကတော့ foremost အတောင်မပြတ်ဘူးပေါ့နော်အခုအစင်နဲ့ဖြစ်ပြီဆိုတော့စားရိုက်ပါတော့မယ်ခန်းစီလေးရဲ့ photo shoot အတွက်သူအရန်ကြိုက်တဲ့ပူပေါင်းလေးတွေရဲ့ဖဲပြားလေးတွေရဲ့ကိုပေါင်းဆက်ထားပေးတယ်ဖဲပြားအယောင်လေးကိုတော့သူအကြိုက်ထဲဒီပဲအယောင်ရွေးထားပြီးတော့ပူပေါင်းလေးတွေကိုတော့သူကိုယ်တိုင်ရွေးထားတဲ့ဒီအင်ဂျီရဲ့အယောင်ပေါ့နော် cream color လေးကိုရွေးထားပေးပါတယ်ဒီဗီဒီယိုထဲမှာတော့ lighting တွေကဓာတ်ပုံအတွက်တီးတန့်လောက်ထားတာဆိုတော့အယောင်ကအပြင်မှာနဲ့နည်းနည်းလေးတော့ကွာတယ်အဲ့တော့ဓာတ်ပုံလေးတွေထွက်လာရင်လည်းစောင့်ကြည့်ပေးပါအောင်နော်ခန်းစီလေးကဓာတ်ပုံရိုက်တာပြုံးရွှင်နေတာပဲဒီနေ့ကသူ့အကြိုက်ပစ္စည်းတွေကိုပဲသုံးထားတာဆိုတော့သူအရန်အောင်ပြောနေပါတယ် photographer ရိုက်တများတောင်းလျှောက်လဲသူပြုံးပြားရှိပြားနဲ့အရန်အောင်ပြောနေတာပါသူ့အယုတ်လေးနဲ့ဆော့မယ်ဆိုလို့ခဏနာပြီးဆော့ပေးရပါသေးတယ်ပြီးတော့သားမီးနှစ်ယောက်အမှတ်တရဓာတ်ပုံလေးတွေရိုက်တယ်ပြီးတာနဲ့သူပြောအောင်လို့ glitter လေးတွေကိုသူ့အပေါ်ကနေ sprinkle လုပ်ပေးပါတယ်ဟီလီကတော့သူ့အကြိုက် foremost တောက်လိုက်စာအုပ်လေးဖတ်လိုက်နဲ့နောက်တစ်စုံအတွက်အမေပြင်ဆင်ပေးတာကိုစိတ်ကြကြစောင့်ပါတယ်နောက်တစ်စုံကသူတို့အကြိုက်ပန်းရောင်ဝမ်းဆက်လေးကိုညီမ2ယောက်စင်တူဝစ်ပြီးရရမှာဆိုတော့အရန် excited ဖြစ်နေကြပါတယ်ဒါကတော့ခန်းစီရဲ့တကူတော်ပုံလေးတွေပါညီမ2ယောက်တီတိုးပြောနေကြတာလေးလည်းအမှတ်တရရိုက်ပေးခဲ့ပါတယ်တဆူရမိသားစုလိုက်လည်းအမှတ်တရဓာတ်ပုံလေးတွေရိုက်ခဲ့ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဓာတ်ပုံလှလေးတွေကိုစောင့်ကြည့်ပေးပါအောင်နော်အခုတဆူဓာတ်ပုံရိုက်ပြီးပြန်လာပါပြီကလေးတွေနဲ့ဓာတ်ပုံရိုက်ရတာတော်တော်မလွယ်ပါဘူးသူတို့ငြိမ်မနေတာတို့ကြည်ကြတာတို့ဆိုလို့ရှိရင်ပုံကောင်းရဖို့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ကကလေးတွေကြိုက်တဲ့ foremost နဲ့ရိုက်ရတယ် foremost လည်းသူတို့အဝါတောက်ရတယ်ဆိုတော့ပုံကောင်းလေးအများကြီးရခဲ့ပါတယ်ဒီနေ့ဗီဒီယိုကတဆူတို့မိသားစု photo shoot လုပ်ခဲ့တဲ့အမှတ်တရလေးကိုမျှဝေလိုက်တာဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်တွေ့ကြမယ်နော် bye bye